စပင်ကချွတ်စေတွေခဏခဏသုံးပြီးတော့ခွာပြီးပြက်စီပြီးကောက်သွားတယ်ပေါ့ဗျာအဲ့လိုဆန်သားတွေကိုဘယ်လိုပြန်ပြီးတော့တင်းတင်းတင်လဲဆိုတော့လေကျွန်တော်ဒီဗီဒီယိုကနေပြီးတော့မျှဝေပေးချင်ပါတယ်အဓိကကတော့ချွတ်စေသုံးရင်တော့စပင်ကတော့ပြက်စီမှာပဲခဏခဏသုံးရင်ပိုဆိုးတယ်ဒီညီလေးက original စပင်ကဖျောက်တယ်အဲ့ချွတ်စေသုံးပြီးမှဖြစ်သွားတာဆိုတော့စပင်ကိုပြန်ပြီးတော့ကုသမှုလုပ်ဖို့လိုတယ် hair treatment cream လေးတွေသုံးပေးပါခေါင်းလျှော့ပြီးတဲ့ချိန်တိုင်းမှာ10မိနစ်15မိနစ်လောက်နှာထားပေးပါအဲ့ဒါဆိုရင်တော့စပင်ကနည်းနည်းလေးတက်တာလာလိမ့်မယ်အချိန်ကတော့ယူရလိမ့်မယ်ဗျာခဏ3လလောက်လို့ယူရလိမ့်မယ်အနည်းဆုံးပေါ့နော်အဲ့လိုမှမရရင်တော့ကိုကရေရှည် hair treatment cream လေးတွေဆွဲပြီးသုံးဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့အစီဓာတ်စပင်ကိုအဆိုဓာတ်ရအောင်ပေးဖို့လိုတယ်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုရင်တန်လွင်စီတွေပါတယ်ဝယ်ပြီးလိမ့်နိုင်တော့လိမ့်နိုင်လည်းအဆင်ပြေမဲ့ hair color လေးတွေခေါင်းလျှော့ပြီးတိုင်းအများတန်းထည့်ပြီးလိမ့်ပေးပြီးပဲအဓိကနောက်တစ်ချက်ကအပူတွေကိုရှောင်ရမယ် dryer အပူနဲ့ပေါက်တာတို့ပြီးရင်ဖြောက်ဆက်အပူတွေပေးတာတို့ရှောင်ပါခေါင်းလျှော့ပြီးတိုင်းမှာ hair treatment cream လေးတွေအကုတ်လေးနဲ့ပုံမှန်လေးထည့်ပြီးတော့သုံးပေးသွားပြီးတဲ့အချိန်ကြာလို့ရှိရင်ဆိုရင်တက်တာလာမယ်တက်တာလာပြီးနောက်ပိုင်းဆိုရင်နည်းနည်းလေးပြန်ပြီးတော့တမလာပြီးဆိုတဲ့အချိန်ကျမှဖြောက်ချင်တဲ့ဆိုရင်ဆိုင်အောင်သွားပြီးတော့ဖြောက်တာလုပ်နိုင်ပါတယ်ဗျ hair treatment cream ထဲမှာဆိုရင်တော့ကျွန်တော်ကဒီစစ်ကုတ်ကထုတ်တဲ့ဒီရွှေရောင်ကောင်လေးကိုrecommend ပေးပါတယ်သူကကျွန်တော်သုံးဘူးသမျှကောင်းသေးတယ် treatment cream ထဲမှာသူကတော်လေးကိုပျော့ပြီးတော့ချစ်စေချုပ်ပြီးဖွာတဲ့စပင်တွေတော့မှတော်လေးဝတ်ပြီးဆင်းသွားတယ်ပေါ့နော်နီကိုရိုရှိမှာဝယ်လို့မရဘူးဆိုရင်တော့ဟိုအဆင်ပြေမဲ့ကောင်းမဲ့တင်တဲ့ treatment cream ဒီလိုမျိုးကိုဆိုင်ကအရောင်စီကိုနေပြီးတော့ဝယ်သုံးကြည့်ပါလို့ကျွန်တော်ဝယ်ချင်ပါတယ်ဗျဒီ treatment cream လေးတွေကကျွန်တော်စီမှာအရှိငယ်ငယ်ရှိပါတယ်လို့ပြောလို့ကျွန်တော်တောင်းပေးပါတယ်ဗျလောက်ဆိုရင်ချစ်စေတီဖွာတဲ့စပင်ဖြစ်နေတဲ့ညီကိုတွေဘယ်လိုကုသမလုပ်ရမလဲဆိုတာကိုလည်းဒီလောက်ပြီးလို့ပြောပြပါတယ်။ဒီတော့ညီကိုမိတ်ဆွေတွေတွေ့ရှိရဆိုရင်ကိုမမပြန်ဆုံးမှလာပေးပါ။စာတိကျတဲ့ညီကိုတွေကိုလည်းဒီခါနိုင်မှာနောက်ပြီးတော့ပြန်ဆုံးပါမယ်။